စစ်သားများသည်ငရဲကြတတ်သလားတဲ့စားတဲ့သူတို့ဆိုထားတာတော့ရဲတော်မသေးသေးတော်ငရဲမလားလို့ပြောတာရဲတော်မသေးသေးတော်ငရဲမလားလို့ပြောတာငရဲချဖို့ဆိုတာတော့သူကဒါတော့လူတစ်ယောက်မှာသူ့ရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်လို့ရတယ်မြတ်စွာဘုရားကဟောတာပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်သည်လို့သာဟောတာငရဲကြအမလို့ဘယ်တော့မှဖះအတိတိကြီးမဟောဘူး။ဘာကြောင့်မဟောတာတော့ဆိုအခြား condition တွေရှိတယ်။အခြား condition တွေရှိတယ်။ကဲလူလောကမှာပဲကြည့်ဒီပြစ်မှုတစ်ခုကျူးလွန်ရင်ထောင်ကြတယ်ဆိုပြီးတော့ဒီပတ်စံချမ်းသာလို့တဲ့လူကြီးနဲ့သိလို့ပတ်စံပေးလိုက်လို့လွတ်သွားတဲ့လူတွေမရှိဘူးလား။လူကြီးနဲ့သိလို့ဆိုလွတ်သွားတာမရှိဘူးလား။အဲ့ဒါဆိုရင်ဒီပြစ်မှုကျူးလွန်ရင်ဒီလိုခံရမယ်ဆိုတဲ့စကားဟာမှားလားမှန်လားအဲ့တော့ပါဏာတိပါဒလို့ရင်ငရဲကြတယ်လို့မြတ်စွာဘုရားတိုက်ရိုက်ကြည့်ပြတော့မဟုတ်ငရဲ၌ဖြစ်စေနိုင်သည်ဖြစ်စေနိုင်တယ်ဒီအကုသိုလ်ကငရဲကိုဖြစ်စေနိုင်ဒါပေမဲ့ဖြစ်ရမယ်လို့မဟောဘူးเนาะသူ့မှာ condition တွေရှိတယ် condition တွေရှိတယ်လူကြီးနဲ့သိရင်တော့မကြောက်ဘူးငရဲမြတ်စွာဘုရားဟောထားတဲ့ဟာတစ်ခုပြောပြမယ်ဟိုကံတရားနဲ့ပတ်သက်ပြီးတော့တသမတ်ထဲမယူလို့မရဘူးဒီလိုစားခဲလေးတစ်ခဲဆိုနော်စားခဲလေးတစ်ခဲကိုရေတဝက်လောက်ထည့်ထားတယ်ဖန်ခွက်ထဲထည့်လိုက်ရင်ဘယ်နဲ့နေတောက်လို့ရပါငန်းတယ်လေအဲ့ဒီစားခဲကိုအိုးထဲထည့်လိုက်ငန်းအောင်မလားအဲ့တော့မငန်းတာဘာကြောင့်လို့ဆိုရင်ရေအမောက်နဲတာနဲ့များတာกว่าတယ်အဲ့တော့အကုသိုလ်လုပ်တဲ့လူကကောင်းတာတွေနဲလို့ရှိရင်တော့ခံရမယ်အကုသိုလ်တော့လုပ်တယ်ဒါပေမဲ့သူကအကောင်းတွေကလည်းအများကြီးလုပ်တယ်ဆိုရင်မခံရဘူးအဲ့ဒီလူကပျောက်သွားတယ်ဒါသဘာဝတရားနော်သဘာဝပဲတကယ်လည်းလက်တွေ့တရားမြတ်စွာဘုရားကအဲ့လောနကပန္နသုံးမှာအဲ့လိုဟောတာမြတ်စွာဘုရားကဒီဖျားနဲ့ခိပြိုင်ဒီချိန်ဖျားကဘယ်လိုဟောတော့ယောကောစိပါဏမတိပါတိတိတဘောတောနိရိယဥပပိစတိသူများတဲ့တတ်တဲ့လူမှန်သမျှငရဲကြတယ်လို့ပြောတာမြတ်စွာဘုရားအဲ့ဒါကိုလက်မခံပါဏာတိပါတောနိရိယတောင်းတဏိကောပါဏာတိပါဒသည်ငရဲ၌ဖြစ်စေနိုင်သည်လို့ပြောဖြစ်စေနိုင်သည်ဆိုတာဒီအကုသိုလ်ကတော့ငရဲကိုကြိုးပေးတတ်တယ်ဒါပေမဲ့လို့ငရဲကြမယ်လို့မဟောဘူးသူ့ရဲ့ condition တွေကိုကြည့်အောင် condition ဆိုတာအခြေခံအကြောင်းတရားတွေအများကြီးရှိတယ်အခြေခံအကြောင်းတရားတွေကြောင့်ငရဲမကြတာလည်းရှိတယ်နော်ပုံသေးကြီးမှတ်လို့မရဘူးလို့ဒီလိုပဲမှတ်ထားလိုက်ပေါ့နော်အဲ့တော့ခုနစစ်သားတွေလည်းနတ်ပြည်ရောက်သွားတဲ့လူရှိမှာပေါ့